မိတ်ဆွေတို့မင်္ဂလာပါဗျဒီနေ့ကျွန်တော်ပြန်လည်ပြီးမျှဝေပေးသွားမယ်အကြောင်းအရာကတော့ကိုအသုံးပြုနေတဲ့ Facebook personal ပေါ့နော်ကိုယ့်ရဲ့ personal တည်တဲ့အကောင့်ကိုကျွန်တော်တို့ပတ်စံရတဲ့ Facebook page ပုံစံပြောင်းလဲအသုံးပြုနေတယ်လေးကိုပြန်လည်ပြီးမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့နဲ့ကိုယ့်ရဲ့ Facebook အကောင့်ထဲကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့အနေနဲ့ဒီမှာဆိုရင်ဒီလိုမျိုးလေးစပြီးဝင်ချင်းပေါ့နော်ကျွန်တော်ဒီလိုမျိုးလေးစပြီးပေါ်လာလိမ့်မယ်ပေါ်လာမယ်ဆိုရင်ကိုယ့်ရဲ့Facebook profile ကိုတစ်ချက်သွားပါမယ်ကိုယ့်ရဲ့ Facebook profile ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီတချို့ဆိုရင်တော့ဒီဘေးမှာဆက်လေး30ပုံပေါ့နော်ကျွန်တော်မှဆိုရင်တော့ဒီမှာဆိုရင်အပေါ်ဆုံးမှာဆက်လေး30ပေါ်နေမှာပဲဖြစ်ပါတယ်ဗျဒီမှာဆိုရင်တော့ဒီဆက်လေး30ပေါ်နေတာဖြစ်ပါတယ်ဗျဒါဆိုရင်အဲ့ဆက်လေး30ကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ဆိုတော့ကျွန်တော်နည်းနည်းလေးအပေါ်ဆွတ်တင်လိုက်မယ်ဆွတ်တင်ပြီးတော့ဆိုရင်ကျွန်တော်တို့ကကျတော့ Facebook page ပုံစံပြောင်းမှာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ဒီမှာတော့ဆိုရင်to in personal mode ဆိုတဲ့ကျွန်တော်တို့ professional mode ဆိုတဲ့ကျွန်တော်တို့စာတန်းလေးကိုကျွန်တော်တို့ရှာပေးရမှာပဲဖြစ်ပါတယ်ဗျဒီမှာဆိုရင်ဒီပုံစံမျိုးလေးပေါ့နော်လူကောင်းပုံလေးနဲ့ကျွန်တော်ဒီပုံစံမျိုးလေးတွေ့ရမှာပဲဖြစ်ပါတယ်အဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ဆိုရင်ကျွန်တော်တို့အနေနဲ့ to in ဆိုတဲ့ကျွန်တော်တို့စာတန်းခလုတ်လေးကိုအပြာရောင်စာတန်းခလုတ်လေးကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျပြီးပြီဆိုတော့နှိပ်ဆိုတဲ့ကျွန်တော်တို့စာတန်းလေးကိုဆက်ပြီးတော့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျဒီမှာဆိုရင်ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်လည်းကျွန်တော်တို့နှိပ်ဆိုတဲ့စာတန်းလေးကိုဆက်ပြီးတော့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျဒီမှာဆိုရင်ကျွန်တော်တို့ကကျတော့ဒီလိုမျိုးပေါ့နော်ဒီအကြောင်းအရာတစ်ခုတုံးခုပေးထားရပေါ့နော်ဒီမှာဆိုရင်တော့ကိုကြိုက်တဲ့အကြောင်းအရာကိုကျွန်တော်တို့ရွေးချယ်ပြီးတော့အသုံးပြုလို့ရပါတယ်ဗျကိုကကျတော့ Facebook page ငွေရအောင်လုပ်မှာဖြစ်တဲ့တော့ပေါ့နော်ဒီ public ဆိုတဲ့ကျွန်တော်တို့ဒီအဆက်လေးဒီနေရာကိုပဲကျွန်တော်တို့စာတန်းခလုတ်လေးပဲရွေးပြီးတော့ရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်နှိပ်ဆိုတဲ့စာတန်းလေးကိုရွေးချယ်ပြီးသွားပြီဆိုရင်နှိပ်ဆိုတဲ့စာတန်းလေးကိုဆက်ပြီးတော့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျပြီးပြီဆိုတော့ကျွန်တော်တို့ဒီ confirm ဆိုတဲ့စာတန်းခလုတ်လေးကိုဆက်ပြီးတော့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျပြီးပြီဆိုရင်ဒီမှာဆိုရင်သူကကျတော့ကိုက Facebook page ပုံစံပြောင်းလဲတဲ့အတွက်ပေါ့နော် Facebook page နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒီမှာဆိုရင်သူပြောပြပေးလိုက်ပါပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့စတားရမယ်ပြီးပြီဆိုရင် subscriber ပေါ့နော် subscription ရမယ်ပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်တို့ video တွေပါတယ်တင်မယ်ဆိုရင်ကျွန်တော်တို့ monetization ပွင့်လာတဲ့အခါမှာဆိုရင်ကျွန်တော်တို့ video တင်တဲ့အတွက်လည်းကျွန်တော်တို့ပတ်စံနေရမယ်ပေါ့နော်ဒါဆိုရင်သူကကြတော့ပတ်စံရမယ်ပုံစံကိုရှင်းပြပေးထားတာပဲဖြစ်ပါတယ်ဗျထွက်ကြည့်ပြီးတော့ဆိုရင်ဒီလိုမျိုးလေးပြောင်းနေမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့အပေါ်ကနေအောက်ကိုနည်းနည်းလေးဆွဲချလိုက်ပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့အနေနဲ့ desktop ပုံစံဖြစ်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ရိုးရိုးကိုအသုံးပြုနေတဲ့ personal account ပုံစံကနေပြီးတော့ကျွန်တော်တို့ရိုးရိုးကျွန်တော်တို့ငွေရတဲ့ပေါ့နော် Facebook page ပုံစံကိုရရှိသွားပြီပဲဖြစ်ပါတယ်ဗျဒါဆိုရင်မိတ်ဆွေများအားလုံးလည်းအဆင်ပြေကြပါတယ်ဗျမိတ်ဆွေများအားလုံးလည်းခုလိုမျိုးဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ Facebook page နဲ့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့အားပေးကြပါအောင်ဗျာဒါဆိုရင်မိတ်ဆွေများအားလုံးလည်းအဆင်ပြေကြပါစေနော်